Marcus Rashford အင်္ဂလန်ဘောလုံးလောက၏မျှော်လင့်ချက်မန်ချက်စတာမှာငွေခွာပြီးအိုထရပ်ဖို့မှာကြီးပြင်းလာသူရှစ်နှစ်ကြာတည်ဆောက်ခဲ့တဲ့သူ့ရဲ့တန်ဝေးဝမ်းကြောင်းပေါ်ဟာအောင်မြင်မှုဖလားများနဲ့ဝေဖန်မှုများကြားမှာရောရှက်နေခဲ့ပါတယ်သူဟာ United ရဲ့ကစားသမားဖြစ်တော်လဲပရီးမီးယားလိရဲ့ပြင်းထန်တဲ့ဖိအားတွေကသူ့ကိုစိတ်ပိုင်းဆိုင်ရာနှိမ့်မမှုနဲ့ရင်ဆိုင်စေခဲ့ပါတယ်2025 နွေရာသီမှာနီးပြရူဘင်အမော်ရင်ကငါဗျူဟာမြောက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ Rashford ကိုယာယီထောက်ခွာစေခြင်းအဖြစ်သူ့ကိုပုံမပွင့်လင်းသောဖိအားနည်းသောပတ်ဝန်းကျင်မှာစိတ်ပိုင်းဆိုင်ရာပြန်လည်မြင့်တင်စေလိုခဲ့ခြင်းဖြစ်ပါတယ်။ဒီအတွက်ရွေးချယ်မှုကတော့ဘာစီလိုနာဖြစ်ပါတယ်။ယူရိုတန်း30တန်းနဲ့ဝယ်ယူခွင့်အော်ရှင်ပါတဲ့အငှားစာချုပ်ဒါဟာရိုးရှင်းတဲ့ပြောင်းရွှေ့မဟုတ်ပဲဘန်နာရေးစစ်တူရင်ဝယ်တစ်ခုရဲ့အစဖြစ်ပါတယ်။ Rashford ရဲ့အနာဂတ်ဟာဂုဏ်သိက္ခာစီးပွားရေးအမြတ်အစွန်းနဲ့ဒီပြူအမြောက်ရေရှည်စီမံကိန်း၃ခုကြာမှာချီနှောင်ခံနေရပါတယ်။ဘာစီလိုနာမှာခြေစွမ်းပြနေတဲ့ Rashford ဟာအင်္ဂလန်လက်ရေးစဉ်အသင်းမှာလည်းပုံမှန်နေရာပြန်လည်ရယူနိုင်ခဲ့ပါပြီ။ဒါပေမဲ့2026ခုနှစ်နွေရာသီမှာဘာကာမှာဆက်နေဖို့အတွက်ဘယ်လောက်တောင်ဆွန့်လွတ်ရမှာလဲဆိုတာကိုတော့သူသိဖို့လိုအပ်ပါလိမ့်မယ်။ဘာစီလိုနာမှာ Rashford ဟာနီးပြဟန်စီဖလစ်ရဲ့စိတ်ကြိုက်ကစားသမားဖြစ်နေပါပြီ။၎င်းရဲ့ခြေစွမ်းအသက်အရွယ်နဲ့ဈေးနှုန်းယူရိုတန်း30ကိုကြည့်လိုက်ရင်ချက်ချင်းကိုခေါ်ယူတဲ့ကစားသမားပါ။ဒါပေမဲ့ဘာစီလိုနာရဲ့ပြဿနာကိုတော့မမေ့သင့်ပါဘူး။ဘာစီလိုနာစပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့အသုံးစိတ်ကန့်သတ်ချက်များFFP ရူအောင်မှာတင်းကျပ်စွာညှိနှိုင်းနေရတဲ့အသင်းတစ်ခုပါ။ပလန်အနေနဲ့လက်ရှိကစားသမားတွေရဲ့လာစာကိုတော့ရှော့ချဖို့ကြိုးပမ်းနေရတဲ့အတွက် Rashford ရဲ့လာစာကိုအပြည့်အဝတာဝန်ယူဖို့မတက်နိုင်ပါဘူး။ Rashford ဟာမန်ယူမှာတစ်နှစ်ကိုယူရို18.2 တန်းရှာနေပါတယ်။ဘာစီလိုနာရဲ့အမြင့်ဆုံးကမ်းလှမ်းနိုင်တဲ့လာစာကတော့ယူရို17တန်းကနေ12တန်းကြားမှာပဲရှိပါတယ်။ပြီးတော့ကစားသမားအနေနဲ့တစ်နှစ်ကိုယူရို6တန်းကျော်ကိုဆွန့်လွတ်ဖို့ဆုံးဖြတ်ရပါလိမ့်မယ်။ဒီလိုရှော့ယူဖို့အတွက်ဘောလုံးသမားတစ်ယောက်ကိုဆုံးဖြတ်ချက်ချစေဖို့ခက်ခဲလွန်းပါတယ်။ဘာစီလိုနာရဲ့ဥက္ကဋ္ဌလာပေါ်တာအနေနဲ့ Rashford ရဲ့လာစာကိုလက်ရှိစာချုပ်တက်တန်း9နှစ်အထိကစားသမားရဲ့ရုပ်ပုံမှုပိုင်ခွင့်အချို့ကိုအသုံးပြုပြီးပေးချေဖို့ကြိုးစားနိုင်ပါတယ်။ဒါပေမဲ့ဒီဟာကလည်းကလပ်ရဲ့ဘန်နာရေးအားနည်းချက်ကိုဖုံးဝယ်ရုံသာဖြစ်ပါတယ်။ဒီစနစ်ပိုင်းဆိုင်ရာရှူတော့ကနေကြည့်မယ်ဆိုရင်နီးပြဟန်စီဖလစ်ကသူ့ကိုလိုချင်နေပေမဲ့ကလပ်ရဲ့အစင်အလာကစားဟန်ကိုထိမ့်သိမ့်လိုတဲ့ဘိုးခွဲဝင်တွေဟာ Rashford ရဲ့တကူကောင်းစံကစားမှုနဲ့ခန်းစစ်ပိုင်းမှာအားထုတ်မှုနေပါခြင်းကိုစိုးရိမ်နေကြစေပါဒါကလည်းခေါ်ယူရေးဆုံးဖြတ်ချက်ကိုနောက်ဆုံးစေတဲ့အဓိကအချက်တစ်ခုဖြစ်လာပါတယ်ဒါဆိုဘာစီလိုနာကလက်လျှော့လိုက်ရင် Rashford ကိုမန်ယူကဘယ်လိုပြန်ကြိုးဆိုမှာလဲနီးပြရူဘင်အမော်ရင်ကသူ့ကိုငါးချခဲ့တဲ့သူပါဒါပေမဲ့နီးပြအမော်ရင်ဟာ Rashford ကိုလုံးဝပယ်ချခဲ့တာမဟုတ်ပါဘူးသူဟာသူ့ရဲ့ကစားဟန်ကိုပုံမပြောင်းလဲစေရန်အတွက်အငှားချခဲ့ခြင်းဖြစ်ပါတယ်ဘာစီလိုနာမှာရခဲ့တဲ့တိုက်စစ်အဆုံးသက်စွမ်းရည်နဲ့ဖိအားလျှော့ချနိုင်မှုကိုနီးပြအမော်ရင်ကအတိမတ်ပြုပါလိမ့်မယ်ဒါကြောင့်ပထမဦးဆုံးရွေးချယ်မှုကပြန်လည်ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်United ဟာ၎င်းရဲ့ကစားသမားကိုနောက်ထပ်ရာသီဝက်လောက်အခွင့်အရေးထပ်ပေးခြင်းပါလိမ့်မယ်။အထူးသဖြင့်ဖုံးကောင်းရူက United ကိုဆုံးဖြတ်ချက်ချဖို့တွန်းအားပေးနေပါတယ်။ဒါပေမဲ့အမော်ရင်ကိုရိုင်းကတခြားနေရာတွေမှာငွေကြေးသုံးနေတယ်ဆိုရင်တော့ရောင်းချဖို့အတွက်လမ်းစာပွင့်သွားပါပြီ။ PSG ကကန်လန်းမဲ့ယူရို85တန်းဟာ United ရဲ့ FFP ကတ်ကိုပိတ်ဆို့နိုင်ဖို့အတွက်အဓိကတော့ချက်ပါပဲ။စာဂျင်ရက်ဒ်ဦးဆောင်တဲ့အိန္ဒိယရဲ့စီးပွားရေးဗျူဟာအရငွေကြေးအမြတ်ဆုံးဟာအသင်းရဲ့အောင်မြင်ဖို့အတွက်ပုံမှုအရေးပါပါတယ်။ United ဟာဘာစီလိုနာကပေးတဲ့ယူရိုတန်း30ထက် PSG ကပေးလာမဲ့ယူရို85တန်းကိုရွေးချယ်ခြင်းဖြင့်ယူရို45တန်းအပိုဝင်ငွေရပါလိမ့်မယ်။2026နွေရာသီဟာအမော်ရင်အတွက်လည်းတတက်မြောက်ရာသီရဲ့အစဖြစ်ပါတယ်။ရလဒ်တွေမကောင်းလာခဲ့ရင်သူကိုယ်တိုင်ယာရုမှထောက်ခွာရနိုင်ပါတယ်။ဒါဆိုရင် Rashford ရဲ့ကံကြမ္မာကိုနီးပြသစ်ကဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒါကြောင့် United ရဲ့လမ်းကြောင်းကနီးပြအမော်ရင်ရဲ့ရလဒ်ပေါ်မှာပါမူတည်နေပါတယ်။ပြင်သစ်ချန်ပီယံ PSG ကဒီဂိမ်းထဲမှာငွေချင်းအင်အားကြီးမားဆုံးသောကစားသမားအဖြစ်ပါဝင်လာမှာပါ။ PSG ဟာနားဆာမြင်မာစွာပေးနိုင်တဲ့တဦးတည်းသောကလပ်ဖြစ်ပြီးတော့သူတို့အတွက်ယူရို85တန်းဟာပြဿနာမဟုတ်ပါဘူး။ Rashford ကိုခေါ်ယူပြီးတော့တိုက်စစ်ရဲ့ခေါင်းဆောင်နေရာကိုပေးမယ်ဆိုရင်ဒါဟာကစားသမားရဲ့မန်ယူ PR တွေကနေလွတ်မြောက်လို့တဲ့စိတ်ဆန္ဒနဲ့တိုက်ရိုက်ထပ်တူကြပါလိမ့်မယ်။ဆုံးဖြတ်ချက်ချရမှာသူ့ရဲ့လူမှုကူညီရေးစီမံတွေကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။အဓိကအခြေစိုက်လှုပ်ဆောင်နေတဲ့ဆယ်ရနမမှုတိုက်ဖြတ်ရေးလုပ်ငန်းတွေဟာမန်ချက်စတာမြို့နဲ့ဆက်ဆက်နေပါတယ်။တခြားနိုင်ငံတို့ပြောင်းရွှေ့ခြင်းက၎င်းရဲ့ပရိုက်တာလုပ်ငန်းပေါ်တက်ရောက်မှုရှိနိုင်ပါတယ်။ဘာစီလိုနာဒါမှမဟုတ်ပါရီလိုမြို့ကြီးပြကြီးတွေမှာကစားခြင်းကသူ့ရဲ့ကမ္ဘာအဆင့်အမှတ်တရကိုမြင့်တင်ပေးနိုင်တော့လေမန်ချက်စတာမှာလိုမိသားစုတငယ်ချင်းတွေနဲ့နှီးစပ်မှုကိုတော့ဆွလွန်ရပါလိမ့်မယ်။ကွင်းပြင်ပဘဝပျော်ရွှင်မှုဟာလည်းလက်စာနဲ့ခြေစွမ်းလိုပဲရေးပါတဲ့စဉ်းစားစရာပါ။2026ရဲ့မတ်လမှမေလအထိကာလဟာ Rashford ရဲ့စိတ်ဆုံးမဲ့ချက်ကိုစမ်းသပ်မဲ့အချိန်ဖြစ်ပါတယ်။သူသာဘာစီလိုနာရဲ့ကမ်းလှမ်းတဲ့လက်စာချောချမှုကိုလက်ခံပါကဘာကမှအပိသက်နေထိုင်နိုင်ပါလိမ့်မယ်။ဒါမှမဟုတ် United တို့ပြန်ရောက်လာပါကအသင်းကသူ့ကိုချက်ချင်းရောင်းချရန်ဒါမှမဟုတ်အမော်ရင်စီမံကိန်းမှာထည့်သွင်းရန်ဆုံးဖြတ်ပါလိမ့်မယ်။ PSG ကကမ်းလှမ်းလာရင်တော့ United က FFP အမြတ်အတွက်ရောင်းချရန်ဆက်အားထပ်တာပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ PSG ကဒီဖြစ်ရဲ့အနိုင်ရသူဖြစ်လာွယ်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဘာစီလိုနာကလက်စာပေးချင်နိုင်ခြင်းမရှိတာနဲ့United ကငွေကြေးအမြတ်ဆုံးလိုအပ်ခြင်းတို့ကြောင့်ကစားသမားကို PSG တို့သွင်းဖို့နိုင်ပါတယ်။သူ့ရဲ့အနာဂတ်ဟာကစားသမားဘဝအမွေနှစ်ကိုတက်မှတ်မဲ့နောက်ဆုံးဆုံးဖြတ်ချက်ပဲဖြစ်ပါလိမ့်မယ်။ဂုဏ်သိက္ခာကိုရွှေ့မလားငွေကြေးကိုရွှေ့မလားဒါမှမဟုတ်အိမ်ကိုပြန်လာမှာလားသူ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့အချိန်ကပဲပြောပြသွားပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။